မင်္ဂလာပါရှင်လေကားလက်ခကြီးပဲတစ်ထစ်ကို1000ခွဲ18000 2000ဆိုပြီးလေကားမျိုးစားပေါ်မူတည်ပြီးတော့ဈေးနှုန်းကွာပါတယ်ရှင် SPC ကျန်းကင်းခင်းမယ်ဆိုရင်တော့တခြင်းကို42ချက်ပါဝင်ပါတယ်ကိုရီးယားပါကီခင်းမယ်ဆိုရင်တော့တခြင်းကို38ချက်ပါဝင်ပါတယ်လေကားတစ်ထစ်မှာဆိုရင်2ပေလေကားပဲဖြစ်ဖြစ်3ပေလေကားပဲဖြစ်ဖြစ်တစ်ထစ်ကို1000နင်းနဲ့3ချက်ပေါ့နော်300ပါတယ်ကျန်းကင်းအချက်3ချက်ပါတကျင်းကိုဈေးနှုန်းအပြင်9သိန်းကျော်6သိန်းကျော်မှ9သိန်းဝန်းကျင်ထိအစားအစာရှိပါတယ်။ခင်းတော့တဲ့အချက်ရည်ကုန်ကြမှုတိုင်းပဲငွေတက်ချက်ယူပါတယ်ရှင်။လေကားခင်းမှုအတွက်အနာကိုစကက်တင်အဲဘာလေးတွေကိုတကျင်းစာအတွက်24ပြီး free ပေးထားပါတယ်။လိုအပ်ရင်တော့အဝယ်လေးရှိပါတယ်ရှင်။လေကားမှာခင်းမှာဖြစ်တဲ့အတွက်အဲဘာချီကျော်နဲ့စကက်တင်လေးတွေကတော့တမန်ကျန်းကင်းခင်းတာထပ်ပို့ပြီးတော့ကုန်ကြမယ်ပေါ့နော်။သုံးရတာပိုများပါတယ်။တမန်ကြီး SPC ကျန်းကင်းတဲ့အတွက်ရင်10သိန်းဝန်းကျင်လောက်ကုန်ကြပါမယ်ရှင်။